Ben Dr. Shangmu LBAGS ဖြစ်ပါတယ်ပြီးတော့ CBC အဖွဲ့ချုပ်ရဲ့ MBC EC ကိုယ်စားလှယ်လည်းဖြစ်ပါတယ်အခုချိန်မှာတရားဒီနာဝင်ငါပေးဖို့ရန်ဆရာတော်ကိုခေါ်ဖိတ်ပါတယ်ရှီဥစွာ15ချိန်မြောက်အုပ်ချုပ်စီမံရေးစည်းဝေးနဲ့ဒီချွန်ကျုံ Christian Diamond Jubilee ချောမောစွာဖျားရှင်လမ်းပြမှုခံယူပြီးတော့ဖျားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အလို့ငါကျွန်တော်ကတ်ယောဂါကြီးရှိတဲ့ကြားထဲကနေအကောင်းဆုံးအောင်မြင်စွာပြီးဆုံးတဲ့ညထိပို့ဆောင်ပေးတဲ့ဖျားရှင်ရဲ့နာမတော်တာရဘုန်းကြီးပါစေအထူးပဲကျေးဇူးတင်တယ်ကျေးဇူးတင်ကြောင်းပထမဦးစွာဖော်ပြလိုတာတော့ကျွန်တော်တို့ဒီအခုလို CBC ရဲ့15ချိန်မြောက် BM meeting မှာနောက်ဆုံးညမှာကျွန်တော်ဟိုတရားဒေသနာဟောကြားဖို့စာရတဲ့ခါမှာတစ်ဖက်ကနေကျေးဇူးတင်တယ်တစ်ဖက်ကလည်းနည်းနည်းစိုးရိမ်တယ်။ဘာကြောင့်စိုးရိမ်တယ်လဲဆိုတော့တရားဒေသနာဝင်ရတဲ့ခါမှာနောက်ဆုံးဟောသွားတဲ့လူတွေကဟောစရာမရှိတော့ဘူး။ရှေ့ဟောသွားတဲ့လူတွေဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်ဖရာသခင်ရဲ့အလိုတော်ပေါ့နော်တစ်ဖက်ကတော့ CACC GS နဲ့ CBU GS တို့ဟောခွင့်မရလို့သူတို့ဟောမဲ့ဟာတွေနည်းနည်းကြံသေးတယ်အဲ့ဒါလေးတွေကြံကောက်ပြီးတော့ကျွန်တော်ဟောဖို့ရန်ရှိတယ်ဒီနေ့ကျွန်တော်ကိုအခုလို CBC ကနေအထူးအချိန်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းဖော်ပြလို့သလိုအရှင်ပေါ်မှာလည်းကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်ပြီးတော့ကျွန်တော်တရားဟောမဲ့ခါမှာဒီညနေကျွန်တော်ကို HBAGS နဲ့ warning ပေးပါတယ်အရှိကြီးမဟောနဲ့တဲ့မင်းက MBC AGS 32မိနစ်ဟောရဲတဲ့ဒီနေ့ MBC GS 55မိနစ်ဟောရဲတဲ့ဒါကြောင့်မင်းအတွက်22မိနစ်ပဲရှိတယ်တဲ့အဲ့တော့ကျွန်တော်လည်း22မိနစ်ဆိုတော့အဲ့မှာကျွန်တော်ဟို AGS Reverend Dr. Atia မှာလည်းပြောတယ်ဒီအစည်းအဝေးမှာလာရောက်ပြီးတယောက်ကြတော့သူတွေဧတေတော်တွေကိုပြောလိုက်ပါတဲ့ဒီမှာဧတေဖြစ်ရောက်တော့သူတွေဟာချွန်ကျုံးရွာသားတွေမဟုတ်ဘူးဆိုတာပြောလိုက်ပါတဲ့ပြီးတော့ချွန်ကျုံးရွာသားတွေဟာလည်းဧတေတော်တွေမဟုတ်တဲ့အကြောင်းဖော်ပြပေးပါတဲ့အဲ့ဒါကိုကျွန်တော်ကိုညနေကနေနည်းနည်းပြောထားတော့ခါမှာကျွန်တော်တော်တော်လေးစင်ချင်းဆရာအများကြီးရှိတယ်လို့ကျွန်တော်ခံယူမိပါတယ်ပြီးတော့ကျွန်တော်တို့ဒီမနေ့တရားဟောတဲ့ခါဒီအင်ရှင် Reverend လုံကျဲပြောတော့ကလည်းပြောပါတယ်မနေ့က CBCBM ထန်တလန်မှာတော့ကလည်းဖိတ်ခေါ်တော့ကလည်းယော်ဒန်ရှီဆုံးဆိုတဲ့အဟာဖော်ပြတယ်လို့ဒီနေ့ MBCGS ပြောတယ်အဲ့ဒါဒီဘာကြောင့်ကလေးများရတယ်လဲဆိုတဲ့အကြောင်းရင်းပေါ့နော်အဲ့ဒါကိုသူတို့ကပြောတယ်ဒီနေ့ဆရာတော့ပြောသွားတယ်ချမ်းလို့ဘာညာပေါ့နော်အကြောင်းပြချက်အဲ့တော့အဲ့ထဲမှာအကြောင်းပြချက်တစ်ခုကရှိတယ်တဲ့ချွန်ကျုံရွာကလေးများရတဲ့အကြောင်းကဒီမှောင်လို့ပြောတယ်အရင်တော့ပေါ့နော်လစ်စစ်မီးမရှိလို့တဲ့ဒါပေမဲ့အခုကလစ်စစ်မီးရပြီဆိုတော့အခုလည်းများဆဲပဲဘာကြောင့်လဲဆိုအကျင့်ပါလို့တဲ့အဲ့ဒါကျွန်တော်ပြောရလို့ဆရာအာတီယမ်ပဲဖြစ်ပါတယ်အဲ့ဒါလဲကလေးများဆက်ကပ်ဖို့ဆိုတာတိတ်အရေးကြီးပါတယ်ဖခင်ရဲ့လူမျိုးတော်များပြဖို့အရေးကြီးပါတယ်ကျွန်တော်တောင်ဖီလာနယ်ထဲမှာပေါ့နော်ကျွန်တော်ကလေးတဝက်မှာအသင်းတော်တစ်ပါးရှိတယ်အဲ့အသင်းတော်တစ်ပါးကကလေးဆက်ကပ်ဖို့2ယောက်ပဲရှိတယ်အဲ့အသင်းဦးဆရာပြောလိုက်တယ်တင်းပူပီကဘောနေကဲအိမ်ထောင်ရှင်ယောက်ျားတွေကြိုးစားကြပါခင်ဗျားတို့ခုဒီနှစ်ကလေး2ယောက်ပဲရှိတယ်မဖြစ်သေးဘူးကြိုးစားကြပါလို့ပြောနောက်နှစ်ကျတော့22ယောက်တိရှိတယ်တဲ့အဲ့ဒီပြောကြတဲ့ဆရာတော်လည်းဒီကြားထဲမှာရှိပါတယ်သူကိုယ်လည်းသူရည်နေတယ်ခုလည်းအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘုရားသခင်လူမျိုးတော်ဆိုတဲ့ people of God ပချနိမီနုံဆိုတာအရေးကြီးတဲ့
တူပွားချင်းအတွက်ပေါ့နော်ဒီနေ့ကျွန်တော်ဆရာကြီး MBC ဆရာကြီးပြောသွားတာ GS ပြောသွားတဲ့ဟာတော်တော်ခွန်အားရတယ် Genesis ကိုပြည့်စုံစေတယ်ပေါ့နော်တူပွားစေပွားများတယ်ပွားများစေဖို့ဆိုတော့အဲ့ဒါကျွန်တော်တို့ချင်းတွေမနစ်ကကျွန်တော်တို့ဒီ CBC ရဲ့ special talk မှာ BM special talk မှာချင်းပက်ထန်ကပြောသွားတယ်ကျွန်တော်ချင်းလူမျိုးတွေတိတ်နေတယ်ကလေးများရဖို့လိုတယ်ဒါကြောင့်ယောက်ျားလေးတွေမိန်းမများရရင်ကောင်းမယ်လို့ပြောတော့တအားထောက်ခံကြတယ်အရှိဆုံးမှာတိုင်တဲ့ဆရာတွေဆိုတော့ထောက်ခံကြတယ်ကျွန်တော်တင်းတော်မှာလည်းဒီအကြောင်းကိုကြားတော့တင်းထောက်လူကြီးတယောက်ကပြောလိုက်တယ်အဲ့ဒီအကြောင်းကိုကြားတော့ကျွန်တော်မေးတယ်ဆရာမုံဒီမှာအဲ့လိုမျိုးspecial talk မှာပြောတာရှိသလားတဲ့ရှိပါတယ်တဲ့အဲ့ဆိုငါတို့ဘာလို့ထဲမှာထည့်မလားတဲ့သူက60ကျော်ပြီသူ60ကျော်လဲစိတ်ဝင်စားပဲအဲ့တော့ဘာပဲဖြစ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီနေ့အခုလိုခုနအသက်60ကျော်တာလဲအမှန်ကတိတ်ပြီးတော့အထင်သေးလို့မရဘူးကျွန်တော်အဖိုးလေအဖေရဲ့အဖေပေါ့နော်ကျွန်တော်အဖေရ Reverend Fountain Kum အဖိုးအသက်ရှင်တော့သူအသက်80မှာဆုံးတယ်ကျွန်တော်လူပြိုပေါက်စားတော့သူကအပြူလေသေးတယ်ကျွန်တော်ထက်တောင်လဲနိုင်သေးတယ်အဲ့ဒါနဲ့ကျွန်တော်ပြောတယ်အဖိုးအသက်ကြီးပြီဘာလို့အပြူလေနေသေးတယ်လဲကျွန်တော်တော့ပြောသွားသေးတာပါလဲဆိုရာမုံငါယောက်ျားဆိုတော့ဖွဲတဆုပ်နိုင်တယ်တဲ့အဲ့တော့ကျွန်တော်လည်းဘာမှပြောစရာမရှိတော့ဘူးအဲ့တော့ဒါမျိုးလေးတွေကဘာပဲဖြစ်ဖြစ်ပေါ့နော်ဘုရားရှင်ကပွားများကြလို့ဆိုတဲ့အခါမှာဘုရားသခင်လူမျိုးတော့ပွားများဖို့အရေးကြီးတယ်ဒါပေမဲ့လူဆိုးလူမိုက်ပွားများဖို့ဘုရားလိုမရှိဘူးဆိုတော့ကျွန်တော်တို့ဒီတမန်ကျမ်းစာထဲမှာဖော်ပြပါဒါတွေ့ရတယ်အဲ့တော့စံကုန်မြေလေးတွေကတော့ဘုရားအလိုရှိတဲ့အရာတော့မဖြစ်တော့ပါဘူးဒါပေမဲ့ကျွန်တော်ရှိနေကြတယ်ဒါရှောင်လို့မရတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒီညကျွန်တော်အားလုံးနှလုံးသွင်းဖို့ရန်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ကျွန်တော်ဒီမှာကျွန်တော်ရှိရလဲအကုန်ဖတ်ပြီးဆိုတော့ဆက်လည်းမဖတ်တော့ပါဘူးဆာလံ33စနစ်ကိုပဲကျွန်တော်ခြေပြုတ်ပြောပါမယ်ထာဝရဘုရားသည်အကျဉ်အမျိုးဤဘုရားဖြစ်၍အကျဉ်လူစုကိုမိမိအမွေဥစ္စာဖို့ရွေးကောက်တော်မူ၏ထိုအမျိုးနဲ့ထိုလူစုသည်မင်္ဂလာရှိ၏ဆိုတဲ့ကျမ်းပိုက်လေးဟာဆိုရင်ကျွန်တော်တော်တော်များခွန်အားယူတဲ့ခွန်အားရစေတဲ့ကျမ်းပိုက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်အသက်တာကိုပြန်လည်စဉ်းစားတဲ့အခါမှာတမန်ကျမ်းစာအလိုရတော့ဘုရားသခင်ရဲ့လူမျိုးတော်ပွားများဖို့ရန်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာဒါကဘာလဲဆိုတော့ဒီလောကမှာလူကိုဖန်ဆင်းပြီးတော့ပွားများပါပြီးတော့စောင့်ရှောက်ပါဆိုတော့ကျွန်တော်ပြောတယ်ဒါပေမဲ့ကျွန်တော်စောင့်ရှောက်တာတစ်ခုနောက်ပေါ်ပြတယ်လို့ပေါ့နော် ecology နဲ့ point of view နဲ့ကြည့်တဲ့အခါမှာကျွန်တော်အကုန်လုံးဒီဖြစ်စည်းတာပုံများတယ်တခါလေကျတော့ကျွန်တော်တို့ကကောင်းကျိုးအတွက်ဖြစ်စည်းတာရှိတယ်လို့ဒီနေ့လဲကျွန်တော် development ပိုင်းကိုဒီမှာ special talk ပြောသွားတဲ့အခါမှာလဲတိုးတက်မှုကြောင့်ကျွန်တော်တို့ကဘာကြီးရဲ့အနေအထားတွေဟာလဲဘယ်လိုရှိတယ်လဲဆိုတာတွေလဲလာရောက်ပြီးတော့နားထောင်တော်သူတွေအတွက်ခွန်အားတော်တော်များများရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဘုရားသခင်ကနေဖန်ဆင်းခြင်းအကြောင်းကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကလူကိုဖန်ဆင်းတယ်လူကိုဖန်ဆင်းပြီးတော့သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖန်ဆင်းတဲ့အခါမှာကျွန်တော်ကဘာဦးကျမ်းခန်းကြီး1:26မှာကျွန်တော်တွေ့ရတယ်သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖန်ဆင်းတဲ့လူတွေဖြစ်တဲ့ကြောင့်သူဟာအထူးဂယုစိုက်ပြီးတော့ကျွန်တော်တို့ကိုပြုစုစောင့်ရှောက်ထိမ့်သိမ်းစောင့်ရှောက်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်လဲဘုရားသခင်လူကိုဖန်ဆင်းတဲ့အခါမှာဘာအတွက်ဖန်ဆင်းတယ်လဲဆိုတော့သူနဲ့မိသားရဖွဲ့ဖို့ဖြစ်တယ်။မိသားရဖွဲ့ဖို့အတွက်သူနဲ့ပုံတရံတူညီတဲ့လူတွေဖန်ဆင်းတယ်။ညနေတိုင်းလဲမိသားရဖွဲ့ခဲ့တယ်။ကျွန်တော်အတုပါရီမှာတရားဟောလေးရှိတဲ့တချို့တွေကပြောလဲဆိုတော့ဒီကျွန်တော်တို့လူကိုဖန်ဆင်းတာဟာတီဖို့ဖန်ဆင်းတယ်ဆိုတော့မျိုးရဲ့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာထဲမှာတွေ့ရတာကတော့
အုတ်ထီအထူးပြုတဲ့လူတွေကတော့တိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီတိုင်းအပေါ်ရန်ဖတ်ကြည့်တဲ့အခါမှာမတွေ့ရတာကဘာလဲဆိုတော့လူကိုဖန်ဆင်းတဲ့အခါပြန်သေးဖို့ဆိုတာမဟုတ်ဘူးဒါပေမဲ့တေချင်းတရားဆိုတာကအပြစ်ဆိုတဲ့အရာပေါ်လာမှပဲဝင်လာတဲ့အရာဆိုတာကျွန်တော်ကျမ်းစာထဲမှာတွေ့ရတဲ့အရာဖြစ်တယ်အဲ့တော့ဒီမှာကျွန်တော်ဒီတမောင်းကျမ်းကိုကြည့်တဲ့အခါမှာလူကိုဖန်ဆင်းတယ်သူ့ရဲ့ပုံတရာတော်နဲ့ညီဖန်ဆင်းတဲ့အတွက်ကြောင့်ကျွန်တော်တယောက်နဲ့တယောက်လူတွေကိုကြည့်တဲ့အခါမှာနော်အယုတ်ဆိုးတယ်ပြောရင်ကျွန်တော်ဘယ်သူပြောလဲဖယားကိုအယုတ်ဆိုးတယ်ပြောတာတူတယ်တယောက်နဲ့တယောက်ကျွန်တော်ချင်းချင်းစကားပြောတဲ့အခါမှာခင်ဗျားအယုတ်ဆိုးတယ်ဆိုရင်ဖယားအယုတ်ဆိုးတယ်ချောတယ်ဆိုရင်ဖယားကိုချောတယ်လို့ကျွန်တော်ပြောတာပဲနဲ့တူတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာလူတယောက်ကိုကြည့်ပြီးတော့သူ့ရဲ့ပုံတန်တာကိုကြည့်ပြီးတော့ရုပ်ချောချင်းရုပ်ဆိုးချင်းကိုကျွန်တော်တတ်မှတ်လို့မရပါဘူးဒါကကျွန်တော်ရုပ်ချောပုံဟာတစ်မျိုးစီဖြစ်ပါတယ်ဘုရားသခင်ရဲ့ပုံတရာတော်နဲ့ညီဖန်ဆင်းထားသောလူသားများဖြစ်တယ်ဆိုတာကိုကျွန်တော်အောက်မေ့သတိရဖို့လိုပါတယ်ဒါကြောင့်ဒီဆရာတပါးပြောလဲဆိုတော့ကျွန်တော်နည်းနည်းရုပ်ဆိုးတော့ကျွန်တော်ကိုလူတွေကရုပ်ဆိုးတယ်ပြောရင်ကျွန်တော်မကြိုက်ဘူးတဲ့ကျွန်တော်ကြိုက်တာကတော့ခမည်းရုပ်အစင်မပြေဘူးဆိုရင်ကျွန်တော်ကြည်နဲ့တယ်တဲ့တိတ်အစင်မပြေဘူးဆိုရင်ကျွန်တော်ကြည်နဲ့တယ်တဲ့ဒါပေမဲ့ကျွန်တော်ကိုခမည်းရုပ်ဆိုးတယ်ပြောရင်တဲ့ပြောရင်တော့ကျွန်တော်မကြိုက်ဘူးတဲ့အဲ့လိုပေါ့နော်ကျွန်တော်ကဒီဘုရားသခင်ကဖန်ဆင်းထားတဲ့ကျွန်တော်ပုံတရံတော်ဒီမျက်နှာကျွန်တော်ဘယ်လိုပြင်နိုင်မလဲဘယ်လိုလဲနိုင်မလဲနော်ကျွန်တော်ခုအမျိုးသမီးတွေကနော်တအားလှချင်းတယ်အထူးသဖြင့်ကျွန်တော်ကင်မရာတွေဆိုရင်တအားကောင်းတယ်နော်အထူးသဖြင့် Oppo တို့ Vivo တို့ဆိုရင်ရိုက်ထားတာတက်ကိုရိုက်လိုက်တဲ့ခါမှာကိုယ့်ရဲ့ငကိုရုပ်ထက်ဘာဖြစ်လဲပို့ပြီးတော့လှတယ်မန်လေးရဲ့ဆရာမကြီးတယောက်ကကျွန်တော်ပြောတယ်ဆရာရဲတဲ့ကျွန်မတစ်ခေါက်တော့တဲ့ဒီ Facebook မှာရင်းနှီးတဲ့မိတ်ဆွေတယောက်နဲ့တွေ့တည်တယ်တဲ့သူမန်လေးလာမယ်တဲ့မန်လေးလာဖို့ရန်အတွက်ဘယ်နေ့ပဲချိန်လာမယ်ဆရာမနဲ့တွေ့ချင်တယ်ဆရာမကိုကျွန်မလေးစားတဲ့အတွက်ကြောင့်တွေ့ချင်တယ်ပြောတော့ကျွန်မလည်းသူ့ရဲ့ Facebook ကိုကြည့်လိုက်တယ်တဲ့ Facebook ကြည့်လိုက်တဲ့ခါမှာသူ့ပုံသဏ္ဍာန်ဒီလိုမျိုးဆိုတော့ဆိုင်မှာချိန်နေတယ်တကယ်တမ်းရောက်လာတဲ့ခါမှာကျွန်မနားမှာရောက်လာကျွန်မမသိလိုက်ဘူးတဲ့သူကကျွန်မဆရာမကျွန်မရောက်ပြီလေလို့ကျွန်တော်ကြည့်လိုက်တဲ့ခါမှာ Facebook ထဲကပုံနဲ့တခြားစီပဲတဲ့ Facebook ထဲမှာဆိုရင်ဖြူတယ်တဲ့ချောလေးတဲ့ထဲမှာအပြင်မှာဆိုရင်အသားမဲတယ်တဲ့အဲ့တော့ကျွန်တော် Facebook ထဲမှာလိန်ညာတော်သူတွေတိတ်များနေတယ်အဲ့တော့ဘာပဲဖြစ်ဒါလည်းကျွန်တော်ကလှချင်တာပေါ့နော်လူတိုင်းလှချင်တယ်ဆိုတဲ့ဟာကျွန်တော်တွေ့ရဒါဘာပဲဖြစ်ဒီကျွန်တော်လှချင်တယ်မလှချင်တယ်ဆိုတာကလူရဲ့တဘာဝဖြစ်တယ်ဒါပေမဲ့ကျွန်တော်လှချင်မလှချင်ဆိုတာ make up ဘယ်လောက်ပဲထူအောင်လိမ့်စပင်တွေနော်အခုခေတ်မှာဆိုရင်ဖြောင်းလိုက်ကောက်လိုက်ဖြောင်းလိုက်ဖြစ်နေကြတယ်အဲ့ဒီချိန်လေးတော့လှတယ်လို့ကျွန်တော်သတ်မှတ်ပေမဲ့အားလုံးဟာဘုရားသခင်ဖန်ဆင်းထားတဲ့သူ့ရဲ့ပုံတရာတော်နဲ့အညီဖန်ဆင်းထားတဲ့ကြောင့်လှပတော်သူများဖြစ်ပါတယ်ဘုရားသခင်တာရွဘုန်းကြီးပါစေအဲ့တော့ကျွန်တော်ဒီနေ့အဲ့လိုလှပစွာဖန်ဆင်းထားတဲ့လူဟာပြည့်စုံစွာအေဒင်ဥယျာဉ်ထဲမှာနေခွင့်ရတယ်ဒါပေမဲ့လူဆိုတာမလုံနဲ့ဆိုရင်လှုပ်ချင်တဲ့သဘောရှိတယ်လှုပ်ပါဆိုတော့လည်းမလှုပ်ချင်ဘူးအခုဆိုရင်လည်းခုနကျင်းရတော့တယ်နေ့ပြန် HBA တွေတော့ဒါတိုင်တွေဒီမန်တွေဖြူပြီးမှပြန်မယ်ဆိုတော့ကြီးနေ HBA တွေမဖြူခင်အကုန်ပြန်သွားမှာချွန်တွေပဲကြံမှာပါအဲ့တော့ကျွန်တော်လူဆိုတာလှုပ်ပါဆိုရင်မလှုပ်ချင်ဘူးမလှုပ်နဲ့ဆိုရင်လှုပ်ချင်တဲ့သဘောအဲ့ဒီကနေကျွန်တော်အပြစ်ဆိုတာဝင်လာတယ်အားလုံးသိပါတယ်အဲ့တော့အပြစ်ကနေအပြစ်တရားကြောင့်တေချင်းတရားဆိုတာလောကမှာဝင်လာတယ်တေချင်းတရားဝင်လာတဲ့ကြောင့်ဘာဖြစ်တာလဲဖျားသခင်နဲ့မိသားရဖွဲ့တဲ့အနေထားကနေပြစ်ပြားသွားပြီးတော့အေဒီဥယျာဉ်ထဲကနေနှင်ထုတ်ထားတယ်ကပ္ပဦးကျမ်းခန်းကြီး3အခန်းငယ်22 24မှာကျွန်တော်တွေ့ရတယ်အဲ့တော့ဘုရားသခင်ကဒီလူကိုဖန်ဆင်းတော့သူ့ရဲ့ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းပေမဲ့လဲလူတွေဟာဘုရားရဲ့လူထက်ဘုရားကိုစန့်ကျင်တဲ့လူကပုံများတယ်အဲကြောင့်လည်းတဖြည်းဖြည်းအချိန်ကာလပြောင်းလဲလာတဲ့ခါမှာလူတွေပြန်လဲတူးပွားပြီးတော့နေလာတယ်
ကဘာဦးကျန်ခန်းကြီး6ငယ်6ကြည့်တဲ့ခါမှာဗာတွေ့လဲဆိုတော့ဘုရားသခင်နောင်တဆိုတော့ကျွန်တော်တွေ့ရတယ်ကဘာလောကကြီးဖန်ဆင်းတော်နောင်တရတယ်ကျွန်တော်ကျမ်းစာထဲမှာလေ့လာကြည့်တဲ့ခါမှာဘုရားသခင်နောင်တရတဲ့အချိန်2ကြိမ်ရှိတယ်2ကြိမ်ရှိတယ်ပထမအချိန်ကတော့ကဘာဦးကျန်ခန်းကြီး6ငယ်6မှာနောက်တစ်ချိန်ကတော့ဒီကျွန်တော်ရဲ့ရှောလူနဲ့ပတ်သက်ပြီးတော့ရှောလူကိုရှင်ဘရင်ဖြစ်ငါရွေးတယ်နောင်တရတယ်ဆိုပြီးတော့ပထမဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး15ထဲမှာကျွန်တော်တွေ့ရတယ်အဲ့တော့ဒီဟာတွေကကြည့်တဲ့အခါမှာဒီအပြစ်တရားကြောင့်ဘုရားသခင်နဲ့ကျွန်တော်ဝေးကွာရတယ်ဒါကြောင့်ပြန်လဲတင်းမြတ်ဖို့ရန်အတွက်ဘုရားသခင်ကနီးမျိုးစုံနဲ့ဓမ္မဟောင်းခေတ်မှာလှုပ်ဆောင်ခဲ့တယ်ဓမ္မဟောင်းခေတ်တစ်လျှောက်လုံးမှာ prophet တွေယေပရောဟိတ်တွေရှင်ဘရင်တွေခေါင်းဆောင်တွေအမြောက်များစွာကိုရွေးချယ်ခဲ့တယ်စေခိုင်းခဲ့တယ်ဒါကဘာအတွက်လဲဘုရားသခင်ရဲ့သူ့လူမျိုးတော်တွေဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုခေါ်ဖိတ်ခြင်းဖြစ်တယ်နည်းမျိုးစုံနဲ့လုပ်ခဲ့တယ်ထီရောက်တင်တလို့ထီရောက်တယ်အကုန်လုံးအောင်မြင်သလားမအောင်မြင်ဘူးနောက်ဆုံးကြတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းယေရှုခရစ်လောကကိုဆင်းသက်ခြင်းအပြင်လောကကိုဆင်းသက်ပြီးတော့လူစားတိဖျားကိုယ်တိုင်လူစားတိခံယူခြင်းအပြင်ကျွန်တော်တို့အတွက်ကယ်တင်ခြင်းလမ်းကြောင်းကိုဖွင့်ပေးခဲ့တာဆိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီမှာဖျားသခင်ရဲ့လူမျိုးတော်ဖြစ်ဖို့ရန်အတွက်ဖျားသခင်နီးမျိုးစုံသုံးခဲ့တယ်ဒီဣသရေလလူမျိုးတွေဓမ္မအောင်ကြောင့်ကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေဟာဖျားသခင်ရဲ့လူမျိုးတော် people of God ဖြစ်တယ်ဓမ္မတိကျောင်းကိုကြည့်တဲ့အခါမှာခရိယန်တွေဟာ people of God ဖြစ်တယ်ဖခင်သခင်ရဲ့လူမျိုးတော်တွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဒီ people of God ဖြစ်ဖို့ရန်အတွက်ဆိုရင်ဓမ္မဟောင်းကျမ်းထဲမှာဆိုအာဗြဟံတို့မောရှီတို့လူပုဂ္ဂိုလ်မျိုးစုံကိုအသုံးပြုပြီးတော့ကျွန်တော်လူမျိုးတော်ဖြစ်အောင်ကျူဖခင်သခင်ပြင်ဆင်ပေးတယ်လို့ကျွန်တော်ဒီချင်းလူမျိုးတွေထဲမှာဆဲကြည့်မယ်ဆိုရင်ပေါဆွမ်းထွန်ဟောင်းတို့ရှာခေါ်ထန်းကျင်တို့ကိုဘုရားသခင်ခေါ်ပြီးတော့ဒီနေ့ဒီချွန်ကျုံမှာဆိုရင်ပါလျန်ကျိုက်ကိုအတုံးပြုတ်ခြင်းအဖြစ်စသဖြင့်ပေါ့နော်ကျွန်တော်တို့ဟာကျိုက်လျန်ကျိုက်လင်းအတုံးပြုတ်ခြင်းအဖြစ်ကျွန်တော်တို့ဟာဒီလူမျိုးတော်တွေဖြစ်လာဖို့ရန်ဘုရားသခင်ပြင်ဆင်ခဲ့တယ်အဲ့တော့ချင်းလူမျိုးတွေဆိုရင်အားလုံးကြည့်ပါလားကျွန်တော်သိပါတယ်ကျွန်တော်ရာဇဝင်တွေသိတယ်ဒီနေ့ကျွန်တော်ကိုဥပဒေနဲ့ပတ်သက်ပြောတဲ့အခါမှာဒီဘိုးဘွားပိုင်မဟုတ်ဘူးပြောတဲ့လူကချင်းလူမျိုးမဟုတ်တာလည်းဖြစ်နိုင်တယ်နောက်မဟုတ်ရင်ချင်းလူမျိုးဖြစ်ပေမဲ့ဘိုးဘွားအကြောင်းမသိတာဖြစ်နိုင်တယ်ဟုတ်တယ်ကျွန်တော်ချင်းလူမျိုးဖြစ်ပေမဲ့ကိုယ့်ရဲ့ customary law တွေမသိတဲ့လူတော်တော်များတယ်အဲ့တော့ဒီလိုပဲကျွန်တော်ဟာကျွန်တော်ထုံးတန်းတလေးတွေရှိတယ်လို့အဲ့ဒါကိုမသိတော့သူလည်းရှိတယ်ကျွန်တော်ချင်းတွေဘိုးဘေးတွေဟာဆိုရင်ကြောက်တုံးတွေတောင်တွေကိုကျွန်တော်နတ်ဖျားတွေကိုကိုွယ်ခဲတဲ့ဘဝကနေဖျားတခင်အနောက်ဘက်ကနေဒီ missionary ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကိုအလင်းထဲမှာပို့ဆောင်ခဲ့တယ်ဒီခရစ်တော်ရဲ့အလင်းထဲကိုပို့ဆောင်ပြီးတော့အမှောင်ထဲမှာကျင်လည်တော်သူများကိုအလင်းထဲပို့ဆောင်ခဲ့တယ်အဲ့တော့ဒီပို့ဆောင်ခြင်းအပြင်ကျွန်တော်ရဲ့ခရိယန်ချင်းခရိယန်ဖြစ်လာတာဟာဆိုရင်နှစ်ပေါင်း100ကျော်နေကြပြီတော်တော်များများမှာကြော်တယ်တချို့နေရာမှာတရားပိခါနီးဖြစ်နေကြတယ်အဲ့တော့ဘုရားသခင်ကဒီကျွန်တော်ရဲ့လူမျိုးတော်ဖြစ်နိုင်ဖို့ရအတွက်မြန်မာနိုင်ငံမှာဆိုရင် American missionary တွေအသုံးပြုတယ် Korean တွေကိုအသုံးပြုတယ်ကျွန်တော် Korean ဆရာတွေကနေကျွန်တော်ကိုလာပြီးတော့နှုတ်ကပတ်တော်တွန်းတင်တယ် America missionary တင်ပြတဲ့အတိုင်းကျွန်တော်ခရိယန်ဖြစ်လာတယ်အဲကြောင့်ကျွန်တော်ဒီလိုနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ဟာခရိယန်ဖြစ်လာတဲ့အခါမှာဖခင်သခင်ရဲ့ရွေးကောက်ခြင်းခံရတဲ့လူမျိုးတော်တွေဖြစ်လာတယ်။အရင်တော့ကတော့အတိုက်ခိုက်အများကြီးရှိခဲ့တယ်။ခရိယန်ဖြစ်ခြင်းကြောင့်သူတို့ကြောက်ရတဲ့နေရာတွေမှာထုံခိုင်းတာတို့စိတ်ပြူခိုင်းတာတို့နေခိုင်းတာတို့အမျိုးမျိုးနဲ့နေခဲ့တယ်။ဒါပေမဲ့ဒီနေ့မှာဆိုရင်ကျွန်တော်ချင်းပြည်နယ်မှာဆိုရင်ချင်းလူမျိုးတိုင်းဟာအားလုံးခရိယန်မဟုတ်တဲ့တိုင်အောင်ယာနုံပိခါနီးကျွန်တော်ခရိယန်ဖြစ်လာတယ်အဲ့ဒါဟာပါလဲ
ဖယားသခင်ကျွန်တော်တို့လူမျိုးတော်ဖြစ်ရွေးကောက်ခဲ့တယ်ကျွန်တော်အဖေဆုံးတော့ကအဖေက1985ခုနှစ်မှာမြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်တင်းချုပ်ရဲ့တွဲဖက်အထွေထွေတွင်မူထမ်းဆောင်တုံးမှာဆုံးသွားတယ်အဖေရဲ့ဇာဗနာစီစီမှာဆရာကြီးဘယ်သူလဲနာမည်တော့ကျွန်တော်လည်းမသိတော့အဲ့ဒီဆရာကြီးကတရားဟောသွားတာဘာဟောလဲဆိုတော့ဖယားသခင်ကရွေးကောက်တဲ့ခါမှာပထမအဆုံးမြန်မာနိုင်ငံတွေ့ဆိုရင်ကရင်တွေကိုရွေးကောက်ခဲ့တယ်တဲ့ကရင်လူမျိုးတွေကိုရွေးကောက်တယ်ပြီးတဲ့ခါမှာကချင်ကိုရွေးကောက်တယ်အခုချင်းကိုရွေးကောက်တယ်ကရင်နဲ့ကချင်တွေဟာလည်းတပုံတွေထားလို့ဖယားသခင်အသုံးမပြုချင်းတွေရောဘယ်တော့ထိဖယားသခင်အသုံးပြုမလဲဆိုတာမသိဘူးဖယားသခင်ကိုတစ္ဆာရှိနေကြပါဆိုပြီးတော့တရားဟောခဲ့တာကျွန်တော်မှတ်မိသေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာချင်းတွေဒီနေ့ဒီချိန်ခါမှာဖောက်ပြန်မှုတွေအများကြီးရှိတော်ညာလဲပဲချင်းတွေတာမကကျွန်တော်တိုင်းရင်းသားလူမျိုးတွေနော်ဒီမှာဆရာကြီးလာဟုဆရာကြီးလည်းရှိတယ်ဝါတွေနော်နာဂတွေစသဖြင့်အားလုံးမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားအများစုကခရစ်တော်ကိုယုံကြည်တဲ့ခါမှာကျွန်တော်ဟာဖယားသခင်ရဲ့လူမျိုးတော်ဖြစ်ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်တယ်ဒါဟာဘာကြောင့်လဲဖယားသခင်ရဲ့တဆွမ်းနိုင်ခြင်းဖယားသခင်ရဲ့လှုပ်ဆောင်မှုကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဖယားသခင်ကလူမျိုးတော်သူ့လူမျိုးတော်ဖြစ်ဖို့ရန်အတွက်နီးမျိုးစုံအသုံးပြုပြီးတော့ကျွန်တော်တို့ခေါ်ခဲ့တယ်ပြီးတော့ဒီလူမျိုးတော်ကိုဘာလို့စေချင်တယ်လဲဒုတိယချက်နဲ့ဖယားသခင်ကဒီလူမျိုးတော်ကိုစေလွတ်တယ်ဖယားသခင်သူ့လူမျိုးတော်ကိုစေလွတ်ခဲ့တယ်မာသဲခရစ်ဝင်ခန်းကြီး28အငယ်20နဲ့ကြည့်မယ်ဆိုရင်တင်တို့တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ဆိုရက်ကျမ်းပိုက်ဟာကျွန်တော်အားလုံးသိတဲ့ကျမ်းပိုက်ဖြစ်တယ်လူမျိုးတကာတို့ကိုတွားခိုင်းတယ်လူမျိုးတကာတို့ငါတပည့်ဖြစ်စေလေခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမတော်၌ဗတ္တိဇံကိုပေးကြလောအဲ့တော့ဒီသူ့ရဲ့နာမတော်၌ဗတ္တိဇံပေးပြီးတော့သူ့ရဲ့လူမျိုးတော်ဖြစ်ဖို့ရမဖြစ်သေးသောသူမျိုးဖြစ်ဖို့ရကျွန်တော်ကိုစေခိုင်းတယ်စေခိုင်းတဲ့ခါမှာနိမြူဟာတော့ပထမတော့ဒီ generally ယေရှုခရစ်နောက်ဆုံးသူဟောပြောတဲ့ခါမှာကောင်းကင်မတက်ခင်လူတွေသူ့ရဲ့တပည့်တော်တွေနဲ့အတူနေတော့ကတော့သူက generally ဖော်ပြသွားတာကလူမျိုးတကာစီသွားပါတဲ့အဲ့ဒါကကျွန်တော်ကို sending mission တာသနာပြုလုပ်ဖို့ရန်ဖြစ်တယ်အဲ့တော့ဒီကောင်းကင်တက်ခါနေကြရင်ဘာလို့တလဲနီးပြူဟာပေါ့နီးပြူဟာကိုသူဖော်ပြခဲ့တယ်တမန်တော်ခန်းကြီး1အငယ်8မှာဘာပြောတယ်လဲဒီကမ္ဘာလောကကြီးတစ်ခုတွားပြီးတော့ကျွန်တော်တွားတဲ့ခါမှာဘယ်ကနေစပြောရမလဲဂျေရုဆလင်ကနေပြီးတော့ရှမာရိအဲ့လိုဖြည်းဖြည်းဂျူဒယာပြည်ရှမာရိပြည်စသဖြင့်ကဘာဒီကဘာကုန်းဒီတိုင်အောင်ဆိုပြီးတော့နိဗ္ဗာန်ဟာဖော်ပြထားတယ်တခါတည်းကျွန်တော်စဉ်းစားတယ်ကျွန်တော် mission strategy တွေပြန်စဉ်းစားတဲ့အခါမှာကျွန်တော်ကဒီအဝေးကိုမမြင်ရတော့သူကိုတိတ်ပြီးတော့ဥစားပေးတဲ့အနေထားမှာတချို့မှရှိတယ်တချို့ကျတော့ကိုယ့်ရဲ့ပြည်တွင်းမှာပဲ local ကိုပဲဥစားပေးတဲ့နေရာရှိတယ်ကျွန်တော်အဲ့ဒါနေရာမှာဒီနိဗ္ဗာန်ဟာကိုပြန်စဉ်းစားမယ်ဆိုရင်ဒီယေရှုခရစ်ကသူလူတွေနဲ့သူတပည့်တွေနဲ့နေတော့ကတော့ generally ပြောသွားပြီမဲ့သူရဲ့ကောင်းကင်တက်ခါနေလေအဲ့ဒီအကြောင်းပြောပြီးတော့မကြခင်တော့ကောင်းကင်တက်သွားတယ်အဲ့ဒီမတက်ခင်လေးမှာပြောသွားတာကဂျေရုဆလင်ကနေစပါကျွန်တော်ဒီနေ့သာသနာ CBC နဲ့သာသနာအများပြုခဲ့တယ်ကျွန်တော်နေဖွဲ့တွေတော်တော်များများသာသနာပြုတယ်အသင်းတော်လည်းပြုတယ်တိတ်ကောင်းတယ်ဘာကြောင့်ဆိုသာသနာမပြုတော့အသင်းတော်ဟာမတိုးတက်နိုင်ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်ဒီသာသနာပြုဖို့ရန်အတွက်ဒီကျွန်တော်ထဲမှာလဲဂျေရုဆလင်ထဲမှာလဲလို့ဆရာအများရှိနေတယ်ကျွန်တော်အဝေးကိုပဲ focus လုပ်တဲ့ခါမှာအနီးမှုန်နေကြတယ်အနီးမှုန်တဲ့ခါမှာကျွန်တော်ထဲမှာစားစရာမှာရှိတော်သူလည်းရှိတယ်ဝိညာဉ်ရမှာတအားချို့တဲ့နေတော်သူလည်းရှိတော်ညာလဲအဲ့ဓာတွေကိုတော့လှစ်လျှိုရှိဖို့နေပါစေအောင်ဟိုးမှာရှိတယ်မမြင်ရတော်သူကိုကျွန်တော်တိတ်ပြီးတော့ concern ဖြစ်နေတယ်အဲ့ဒါလဲမန္တလာ
man kaum man pe me near the gamma manchima mame descending low number detail ma chno khon a phit po yan ko daw ma revive ma lo be tu mya ko chno be lo no so nai ma leအဲ့ဒါလဲကျွန်တော်ပြန်ပြီးတော့ mission နဲ့ပတ်သက်စဉ်းစားဖို့ရှိတယ်ဒါကြောင့်ဖယားသခင်လူမျိုးတော်အတွက်လုပ်တဲ့ခါမှာဖယားသခင်ကျွန်တော်တို့ကိုဆေလွတ်တဲ့ခါမှာယေရုရှလင်ကနေအစပြုတ်ခိုင်းတယ်အဲ့တော့ယေရုရှလင်အစပြုတ်ခိုင်းပြီးတော့ယေရုရှလင်မှာပဲတတ်နေဖို့တော့မဟုတ်ဘူးတဖြည်းဖြည်းကျွန်တော် scope ကိုကျယ်ဖို့ဖြစ်တယ်အဲ့ဒါကျွန်တော်ပြန်လဲပြီးတော့တရိယာဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့လဲဆရာပြောသွားတယ် MBCJS ပြောသွားတယ်တင်တို့ဒီလောကကြီးအလင်းတင်တို့ဒီစားလောကကြီးစားဖြစ်ကြ၏ဆိုတဲ့ခါမှာအလင်းအကြောင်းစားအကြောင်းကျွန်တော်အဓိကပြောချင်တာမဟုတ်ဘဲနဲ့ဒီစားဆိုတဲ့ရဲ့ဂုံတက်တိကျွန်တော်ဖော်ပြလိုပါတယ်စားဆိုတာဒီ chemical ဓာတ်ပေါင်းဓာတုပေါင်းစပ်တဲ့အရာဖြစ်တယ်ဓာတ်ပေါင်းဖြစ်တယ် calcium sorry ဒီ sodium ဆိုတဲ့ဖြူစင်သောအရာနဲ့ chlorine ဆိုတဲ့အဆိပ်ပေါင်းလိုက်တဲ့အခါမှာ sodium chloride ဆိုတဲ့စာဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒါကဘာဖော်ပြလဲဆိုတော့ကျွန်တော်ဟာမပြည့်စုံသောသူများဖြစ်တယ်လောကအပြစ်သားတွေဖြစ်တယ်ဒါပေမဲ့ sodium ကဲ့သို့ဖြူစင်တဲ့သခင်ယေရှုအားဖြင့် chlorine လိုအဆိပ်အတောက်ဖြစ်နေသောကျွန်တော်တို့ဟာခရစ်တော်နဲ့ပေါင်းမှသာခရစ်တော်ထဲမှာကျွန်တော်အသက်ရှင်မှသာကျွန်တော်အသုံးပြုလို့ရတဲ့ sodium chloride စားတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ sodium chloride ဖြစ်တဲ့လူတွေဟာအပြစ်ရှိတော်ညာလည်းပဲခရစ်တော်ရဲ့ဖြူစင်ခြင်းဖြောင့်မတ်ခြင်းအဖြစ်ကျွန်တော်ဟာတန်ရှင်းစုံလင်ခြင်းကိုရောက်ရတယ်ဆိုတာအထူးသတိရဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ဟာဒီလိုဘုရားသခင်ရဲ့လူမျိုးတော်တွေကိုစေခိုင်းတဲ့အရာလို့ဆောင်တဲ့ခါမှာပထမအချက်လိုအပ်တာကဘာလဲဆိုတော့တမန်ကျမ်းစာကိုဖတ်ဖို့လိုပါတယ်ကျွန်တော်တို့တမန်ကျမ်းစာဖတ်တဲ့လူတော်တော်နည်းပါတယ်ကျွန်တော်တို့အသင်းတော်တွေမှာတမန်ကျမ်းစာဖတ်တဲ့လူထက်မဖတ်တဲ့လူကပိုများမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အရန်သဘောကျတဲ့အရာရာမှာတော့ဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ကျွန်တော်အရန်သဘောကျတဲ့အသင်းတော်တစ်ပါးကတော့ Joel Austin ရဲ့အသင်းတော်ဖြစ်တယ်သူတို့ကတော့အမြဲတမ်းဒီကျမ်းစာကိုဖတ်ယူပြီးတော့ဖခင်ရဲ့ဝတ်ပြုတဲ့အခါမှာဒီကျမ်းစာတိုင်းဟောပြောတယ်ကျမ်းစာတိုင်းဝင်ငှမယ်ဆိုတဲ့အချက်ကသူတို့အရင်တော့ပေါ့နော်ခုတော့နောက်ပိုင်းတော့တိတ်မကြည့်ဖြစ်တော့မသိဘူးအဲ့ဒီအကြောင်းအရာ Joel Austin ကနေအမြဲလုပ်လို့ရှိတယ်ဒီနေ့ကျွန်တော်ကျမ်းစာကိုဖတ်ဖို့လိုပါတယ်ကျမ်းစာအလှထားဖို့မဟုတ်ပါဘူးကျမ်းစာဟာဖတ်ဖို့ဖြစ်ပါတယ်ဖတ်တဲ့အခါမှာလဲကျမ်းစာဟာ meditation ကျွန်တော်အာယုံသွင်းပြီးတော့နှလုံးသွင်းပြီးတော့ကျွန်တော်ကိုဘာကိုတုံတင်ပေးတယ်လဲဆိုတာကျွန်တော်ပြန်လဲသုံးသပ်ဖို့ study လုပ်ဖို့လိုပါတယ်အဲ့တော့ဒီ meditate study လုပ်တဲ့ခါမှာဒါဟာကျွန်တော်ကိုဘာပြောတယ်လဲကျွန်တော်တောင်ဖီလာတင်းတော်ဆိုတော့ကျွန်တော်တင်းတော်ထဲကအတင်းသားတယောက်ကဘာပြောလဲဆိုတော့ကျမ်းစာတစ်အုပ်လုံးသူဖတ်တယ် Genesis ကနေဖတ်တယ် Revelation ထိဖတ်တဲ့ခါမှာသူပြောတယ်ဟာဒီကျမ်းစာကငါနှစ်ခေါက်လောက်ဖတ်ပြီးပြီငါတို့ချင်းတွေနဲ့ဘာမှမဆိုင်ဘူးတဲ့ဣသရေလလူမျိုးတွေဂျူးဣသရေလတွေနဲ့ပဲပတ်သက်တယ်ငါတို့ဖတ်เสียမလို့ဘူးလို့ပြောတယ်အဲ့တော့တချို့တွေအဲ့လိုပဲခံယူတဲ့လူရှိတယ်ဗောနော်ကျမ်းစာကိုကျွန်တော်တို့နဲ့မဆိုင်ဘူးဒါဣသရေလအကြောင်းပဲဒါပေမဲ့ကျွန်တော်တို့ကျမ်းစာတေချာကြည့်တဲ့ခါမှာဣသရေလလူမျိုးကိုအသုံးပြုပြီးတော့ဖယားသခင်ကလူတွေမှာဖြစ်တဲ့ဖြစ်ထရှိတဲ့အရာတွေကိုဖော်ပြနေတယ်ဆိုတာကျွန်တော်တို့သိနိုင်ပါတယ်ဒါကြောင့် meditate လုပ်တဲ့အခါမှာသူများအတွက်ဖတ်ဖို့မဟုတ်တချို့ဆိုရင်လည်းကျမ်းစာဖတ်လိုက်ခါဒီကျမ်းဖတ်လိုက်ဒါဒီကျမ်းပိုက်ကဘယ်သူကိုယဉ်ညွန်းတာပဲဆိုတော့စိတ်ထဲကနေသူများကိုပဲကြည့်နေကိုတုံတင်ပြီးဆိုတော့ကျွန်တော်မကြည့်ဘူးအဲ့တော့ဘုရားသခင်လူမျိုးတော်နေတာကျွန်တော်ကျမ်းစာဖတ်တဲ့ခါမှာလည်းဒါဟာကျွန်တော်ကိုတုံတင်ပေးတယ်ဆိုတော့သိဖို့လိုပါတယ်ပြီးတဲ့ခါမှာဆုတောင်းပတ္ထနာပြုခြင်းနဲ့ကျွန်တော်ဟာခွန်အားယူဖို့ဖြစ်ပါတယ်အဲ့ဒါဟာကျွန်တော်ရဲ့ဘုရားသခင်ဖြစ်စေလိုတဲ့အရာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ဘုရားသခင်အရာခတ်သိမ်းကိုတက်ဆွမ်းနိုင်သောဘုရားဖြစ်တယ်ကျွန်တော်ကိုးကွယ်တော်သူဟာတည်နေတဲ့ဘုရားလည်းမဟုတ်ဘူး Bethel Theological Seminary ရဲ့
ကျွန်တော်ရဲ့ဒီ motto ကတော့ဘာလဲဆိုတော့ God is able Second Corinthian according to over စာဒုတိယဆောင်အခန်းကြီး9အငယ်8ကိုယူပြီးတော့ဖျားသခင်တတ်ဆွမ်းနိုင်တယ်ဆိုတဲ့အချက်ကိုအခြေပြုပြီးတော့တုံညဘဝနေကျွန်တော်တို့ဒီ Bethel Theological Seminary ရောလာတော့နှစ်ချင်းခရိယန်တင်းတော်နေဖွဲ့ရောကျွန်တော်အစပြုခဲ့တယ်အဲ့တော့ဖျားသခင်တတ်နိုင်တယ်ဆိုတဲ့အရာကအမှန်တကယ်လေဒီနေ့အထိကျွန်တော်အနေထားကိုကြည့်တဲ့အခါမှာကျွန်တော်ရဲ့တင်းသူတင်းသားတွေဖျားသခင်ကိုတကယ်စိတ်နှလုံးထဲကနေအားကိုးပြီးတော့စက္ကပ်ပြီးတော့လှုပ်ဆောင်လာခဲ့လို့ဒီနေ့ဒီချိန်ကိုကျွန်တော်ရောက်ကြတယ်ဆိုတော့ကျွန်တော်တို့အမြဲအထက်ခါဂျေဇုတော်ချီးမွမ်းနေလိမ့်ရှိတယ်အဲ့တော့ဒီဖျားသခင်တတ်နိုင်တယ်ဆိုတဲ့အရာက do not take အဲ့ဒီ do not take ဆိုတဲ့စကားလုံးကနေဘာဖြစ်လဲဆိုတော့ dynamo ဆိုတဲ့စကားလုံးနဲ့ dynamite ဆိုတဲ့စကားလုံးထွက်လာတယ် dynamo ဆိုတာကတော့လူတွေကိုကျူးပြိုတဲ့အခုကျွန်တော်လင်းစေတဲ့အရာကိုဖြစ်စေတဲ့လျှစ်စစ်ကိုထုတ်စေတဲ့ dynamo ဖြစ်တယ် dynamite ကကြတော့ဖောက်ခွဲစေတော့အရာဖြစ်စည်းစေတော့အရာဖြစ်တယ်အဲ့တော့ဘာပဲဖြစ်စည်းစေတဲ့အရာမကောင်းသောနေရာမှာသုံးမိတော့ဖြစ်စည်းစေတော့အရာဟာမကောင်းတဲ့အရာဖြစ်တယ်ဒါပေမဲ့ဒီလမ်းတွေဘာတွေဖောက်ဖို့ရန်အတွက်ဆိုရင် dynamite လိုတယ်အဲ့လိုပဲဒီကျွန်တော်မှောင်ထဲမှာရှိတဲ့ခါမှာဆိုရင် dynamo လိုတယ်အဲ့ဒါတွေဟာကျွန်တော်တို့အရေးကြီးတဲ့အရာတွေဖြစ်ပါတယ်ပြီးတော့ဒီမှာကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ team ကိုကြည့်တဲ့အခါမှာတစ်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီးလေး30ကြည့်တဲ့အခါမှာ30လေးနေရာလေးကိုကျွန်တော်ဖတ်တဲ့အခါမှာဘာတွေ့လဲဆိုတော့သင်တို့ဒီစုကျေးဇူးတော်ကိုအတီးခံရကြသည်နဲ့ညီဖျားသခင်အထူးအပြားသောကျေးဇူးတော်ဘန္တာဆိုးကောင်းကဲ့သို့အချင်းချင်းဝေငှပေးကမ်းကြလော့အဲ့တော့ဒီနေရာမှာကျွန်တော်တဲ့အချက်တွေမပြောတော့ဘူးအချင်းချင်းဆိုတဲ့အချက်တွေလည်းကျွန်တော်သိမပြောဒီနေ့ပြောသွားပြီဆိုတော့ကျွန်တော်အချင်းဆိုတဲ့ဒီနေ့ MBCGS ပြောသွားတဲ့အခါမှာကျွန်တော်တို့ဒီတက္ကသိုလ်ကျောင်းသားဘွားတော်ကနွေရတီကျန်းစာသင်တန်းမေမြို့မှာသင်တန်းတက်တော့ဒေါက်တာရောဘတ်ထွန်းလည်းပြင်ဦးလင်ကဒီကာရဏီနှစ်ချင်းတင်းတော်မှာကျွန်တော်ပြောခဲ့တာဖယားသခင်ကချင်းပဲချစ်ခိုင်းတယ်တဲ့ဘာကြောင့်လဲဆိုတော့ချင်းနဲ့အချင်းချစ်ကြလောလို့ပြောလို့ဆိုတဲ့ချက်လေးကျွန်တော်လည်းဒီမိနစ်ပြန်ပြော recall လုပ်မိတယ်အဲ့တော့ဒါတွေဟာဘာလဲဆိုတော့ဒီမှာတော့ကျွန်တော်တို့အချင်းဝင်ငှပေးကမ်းကြလောဆိုတဲ့ပေးကမ်းကြလောဆိုတဲ့ချက်လေးကိုကျွန်တော်ဖော်ပြလို့တယ်ကျွန်တော်ဆယ်နန်းဘဝမှာရန်ကုန်ကိုရှင်ကျောင်းမှာတက်ပြီးတော့ကျွန်တော်ဆရာဥက္ကိုကြီးခုထိအသက်ရှင်မှာသေးတယ်သူကဒီဆရာတွေထဲမှာရှက်ပါခရိယန်ဆရာ3-4ယောက်ထဲမှာတယောက်အပါဝင်ဖြစ်တယ်အဲ့တော့သူကတင်ပြတော်ကောင်းတယ်တင်နာကောင်းပေမဲ့သူကပိုတခါလေကျန်သူဒီကဗျာလေးတွေလည်းကျွန်တော်တုံတင်ပေးတယ်အခုထိကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတမ်းတုံမိပြီးတော့ထားတဲ့သူ့ရဲ့ကဗျာလေးကတော့ဘာလဲဆိုတော့ခေါင်းစဉ်ကတော့ဝေမျှပါတဲ့အဲ့တော့သူကဘာပြောလဲကဗျာလေးကကို့မှာရှိတာဝေမျှပါအစဉ်တိုးပွားမှာကို့မှာရှိတုံးထိန်ချံဖုံးစိတ်သုံးသွားမြဲဆုံးတဲ့အဲ့တော့ကျွန်တော်ကို့မှာရှိတဲ့အရာကိုဝေငှဖို့ပေးကမ်းဖို့ဆိုတာအစဉ်တိုးပွားဖို့ဖြစ်တယ်ဆိုတဲ့အချက်ကိုအဲ့တုန်းကတည်းကနေကျွန်တော်တို့နှလုံးသားထဲမှာဒီကျွန်တော်ရဲ့ဆရာကနေနှလုံးသွင်းပေးတယ်အဲ့တော့ဒီမှာဘုရားသခင်လူမျိုးတော်တွေကတတိယချက်ကြည့်တဲ့အခါမှာပေးကမ်းခြင်းလှုပ်ဆောင်ဖို့လိုပါတယ်ပေးကမ်းခြင်းအစပြုသူကဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်လောကသားတွေကိုချစ်တဲ့အတွက်ကြောင့်တပါတီတော်သားတော်ကိုစွန့်တော်မူတည်တဲ့အောင်လောကီသားတော်ချစ်တော်မူ၏ကျွန်တော်အားလုံးသိတဲ့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3အငယ်16ဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်ရရှိတဲ့အရာတွေကိုဘုရားသခင်ပေးကမ်းခြင်းအစပြုတယ်လို့ဒီပေးကမ်းခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်လဲပြီးတော့စေခိုင်းတာကမဿဲခန်းကြီး10မှာဆိုရင်အခမဲ့ပေးဖို့တင်တို့ဒီအဖိုးမပေးပဲဂျေဇုတော်ကိုခံရကြပြီဖြစ်၍အဖိုးမခံပဲပေးကမ်းကြလောတလော်လေးတော့ကျွန်တော် MC chairman လည်းဖြစ်တဲ့ Reverend Stanley Lon မုံကနေတရားဟောသွားပါတယ်တော့ဘာပြောလဲဆိုတော့
ဒီနေ့ဒီခေတ်မှာဆိုရင်တဲ့ကျွန်တော်ဘုရားသခင်ဧဝံဂေလိတရားဟာ free gift အခမဲ့ပေးရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အခမဲ့မဟုတ်တော့တရား crusade တစ်ခေါက်လို့ရင် thing ဘယ်နှ thing ဆိုပြီးတော့ပေးနေကြပြီတဲ့အဲ့တော့စင်ချင်းစရာလေးတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်ပေးကမ်းခြင်းဆိုတာဘုရားသခင်ကျွန်တော်အခမဲ့ပေးတယ်လို့ကျွန်တော်အခမဲ့ပြန်လေပြီးတော့ဝင်ငှဖို့ဖြစ်တယ်ဒါဘုရားသခင်လူမျိုးတော်တွေကိုဘုရားသခင်စေခိုင်းထားတဲ့ပေးကမ်းခြင်းနဲ့ပတ်သက်ခြင်းတဲ့အရာဖြစ်တယ်ဒါကြောင့်တမန်တော်ဝတ္ထုခန်းကြီး35မှာလဲရှင်ပေါလုပြောသွားတယ်ယေရှုခရစ်ဖော်ပြတယ်ဆိုပြီးတော့သူပြောတဲ့အရာပါလဲဆိုတော့အစွန့်ကြဲခံခြင်းအရာထက်စွန့်ကြဲခြင်းအရာဒီတာ၍မင်္ဂလာရှိ၏ဆိုပြီးဖော်ပြထားတယ်ဒါကြောင့်ပေးတော်သူဟာကောင်းကြီးမင်္ဂလာရတယ်မပေးချင်မဲ့နေရင်ကျွန်တော်တို့ဘာမှကောင်းကြီးရမှာမဟုတ်ကျွန်တော်ခန္ဓာကိုယ်အတွက်စဉ်းစားကြည့်မယ်တစ်ချိန်လုံးကိုယ်အတွက်ပဲစားပြီးတော့စားပြီးတော့ပေးရမယ့်နေရာမပေးဘူးဆိုရင်တော့ဘာဖြစ်လာမလဲတဖြည်းဖြည်းပိုက်ရဖောင်းသွားမယ်အတုံးလဲမကြဘူးအဲ့တော့ကျွန်တော်ပြန်ပေးရမယ်ပြန်စွန့်ထုတ်ရမယ်ရှိဘုရားတခင်ကောင်းကြီးလဲကျွန်တော်ခံစားတယ်လို့သူများအတွက်အကျိုးရှိအသုံးပြုနိုင်မှုအတွက်ကျွန်တော်ပေးဖို့လိုပါတယ်ဒီပေးချင်းဆိုတဲ့နေရာမှာအထူးသဖြင့်10ဖို့တဖို့ကျွန်တော်ချင်းလူမျိုးတွေကြတော့10ဖို့တဖို့တော်တော်တုံသင်ပေးတယ်ကျွန်တော် contribution နဲ့10ဖို့တဖို့အခြေခံပြီးပေးတယ်အဲ့တော့ဒီ10ဖို့တဖို့တချို့တင်းအောင်ဆရာတွေကျွန်တော်ပြောတယ်ငါတို့အတင်း10ဖို့တဖို့စားတဲ့လူတွေပေးဆရာမလိုဘူးတဲ့ဒါပေမဲ့ကျမ်းစာထဲမှာတင်းအောင်ဆရာတွေ10ဖို့တဖို့မပေးဆရာမလိုဘူးဆိုတာမရှိဘူးလေဝီလူမျိုးတွေပေးဆရာမလိုဘူးဆိုတာမရှိဘူး10ဖို့တဖို့ဆိုကိုခံတဲ့အတိုင်းကိုပြန်ပေးရမှာဖြစ်အထူးသဖြင့်ကျွန်တော်က10ဖို့တဖို့ပြောလိုက်မယ်ဆိုရင်ငွေရေးကြေးတစ်ခုပဲပြောတယ်အချိန်နာရောပေးသလားတနေ့မှာ24နာရီရှိတဲ့2နာရီမိနစ်40ကျွန်တော်ဖျားကိုပေးသလားအဲ့ဒါမျိုးကစပြောစဉ်းစားဖို့လိုပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီပါစတာတယောက်နေလဲ10ဖို့တဖို့ပေးဖို့လိုပါတယ်ဒါဟာဖျားသခင်လူမျိုးတွေလှုပ်ဆောင်ရမယ်လူဖြစ်အရာဖြစ်ပြီးတော့မင်္ဂလာရှိစေသောအရာလည်းဖြစ်ပါတယ်ဒါကြောင့်ဒီကျွန်တော်ရဲ့ဆရာကြီးဒေါက်တာစတီဗန်ရက်ကေဝပြောသွားတဲ့အချက်ကျွန်တော်ခုထိနှလုံးသားထဲမှာခံယူပြီးတော့နားထဲမှာတွင်းထားတဲ့အရာကဘာလဲဆိုတော့ Rick Warren ရဲ့စာအုပ်အားလုံးသိပါတယ် Purpose Driven Life နဲ့ Purpose Driven Church အဲ့ဒီစာအုပ်တွေထုတ်ခဲ့တယ်အထူးသဖြင့် Purpose Driven Life ဆိုရင်ပို့ပြီးတော့ရောင်အားကောင်းတယ်ရည်ရွယ်ချက်ရှိသောတက်တာခရီးကိုနှင်စေသောရည်ဆိုတဲ့စာအုပ်အဲ့ဒီစာအုပ်ဟာကျွန်တော်ဖတ်လိုက်တဲ့အခါမှာ very simple ပဲဘာမှထူးထူးခြားခြားမရှိဘူးဒါပေမဲ့ဒီစာအုပ်ဟာစာအုပ်ကြီးပေါင်းမြောက်များစွာတန်ပေါင်းများစွာရောင်းရတယ်ဆိုတဲ့အခါအဲ့ဒါအင်မတန်မှအောဖို့ကောင်းတယ် best selling စာအုပ်ဖြစ်တယ်အယောင်ရဆုံးစာအုပ်ဖြစ်တယ်ဒီစာအုပ်ဘာကြောင့်အယောင်ရဆုံးဖြစ်ရတယ်လဲကျွန်တော်စဉ်းစားတယ်ဒေါက်တာစတီဗန်ရက်ကျော်ကျွန်တော်နေဖက်ပေါ်လာတဲ့ခါမှာသူပြောသွားတယ်ဒီပေးကမ်းခြင်းနဲ့ပတ်သက်ပြီးတော့သူပြောသွားတဲ့နေ့အထဲမှာဒီ Rick Warren ကစာအုပ်ရေးသားသမျှရဲ့10ပုံ9ပုံကိုဖျားကိုပေးတယ်တဲ့အဲ့ဒါအကြောင်းလေဒီဖျားကဒီစာအုပ်ကိုကောင်းကြီးပေးတာပဲလို့ကျွန်တော်တို့သတ်မှတ်လိုက်ယုံကြည်လိုက်တယ်ဒါကြောင့်ဖျားသခင်ကိုပေးပါပေးတယ်ဆိုရင်တော့ကျွန်တော်ဖျားသခင်ပြန်ပေးတော့အစပေါင်းများစွာပေးနိုင်တဲ့ဖျားဖြစ်တယ်ဘာကြောင့်ဆိုဖျားကသူ့ဥစ္စာဖြစ်တယ်ဆိုတော့ပြောတယ်ဒီကျွန်တော်သာသနာထဲမှာဆိုရင်လည်းပေးကမ်းခြင်းမရှိဘူးဆိုတော့ဒီနေ့ကျွန်တော် ENM ရဲ့လှုပ်ဆောင်ချက်တွေထဲမှာကျွန်တော်အသင်းတော်ရဲ့ ENM အနေနဲ့တော့၎င်း mission တွေလုပ်တယ်ဒီဟာတွေလှုပ်ဆောင်မှုပေးကမ်းခြင်းမရှိဘူးဆိုရင်ကျွန်တော်ဘယ်လိုဖြစ်နိုင်မလဲဒါကြောင့်ခရိယန်တွေရဲ့အသက်တာမှာပေးကမ်းခြင်းသိအရေးကြီးတယ်ဒါကြောင့်ဖယားသခင်လူမျိုးတော်တွေအနေနဲ့ပေးကမ်းသောအသက်တာကိုအသက်ရှင်ဖို့လိုပါတယ်နှမျောတွန့်တိုသောစိတ်နဲ့မလှူရပါဘူးစိတ်နှလုံးပါလျက်တချို့ဆိုရင်လှူတယ်လှူပြီးတော့အဲ့ဒီလှူပေါ်မှာသူတို့ကထိန်းချုပ်ခြင်းသေးတယ်ဒီလှူပဲသွားတယ်လေဘယ်လိုဖြစ်တယ်လဲကျွန်တော်တို့ကကြည့်ခြင်းသေးတယ်လှူပြီးဘယ်လိုပဲသုံးတဲ့လူပေါ်မှာပဲဖယားသခင်ကတရားစီရင်လိမ့်မယ်ကျွန်တော်စီရင်စရာမလိုဘူး
အဲ့တော့ဒါဒီနေ့ကျွန်တော်တို့ရဲ့တက်တာကိုပြန်လည်စဉ်းစားတဲ့အခါမှာဖယားသခင်ကိုအကျဉ်အမျိုးရဲ့ဖယားဖြစ်၍အကျဉ်လူစုကိုမိမိအမွေဥစ္စာဖို့ရွေးကောက်တော်မူ၏တဲ့ကျွန်တော်တို့ကိုဖယားသခင်ရွေးကောက်တယ်သူ့ရဲ့လူမျိုးတော်ဖြစ်ဖို့ရန်အတွက်ရွေးကောက်တယ်အဲ့ဒီလူမျိုးနဲ့ထိုလူစုဟာဆိုရင်မင်္ဂလာရှိ၏ဆိုပြီးတော့ဖယားသခင်ဖော်ပြထားတဲ့အချက်ဟာကျွန်တော်တို့တက်တာတီးတီးမှာဒီနေ့ထိဖယားသခင်ကောင်းကြီးပေးလိရှိပါတယ်အရောက်တိုင်းပေါ်ဖယားရှင်ကောင်းကြီးပေးပါစေ